အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်တာစမိုင်းတိတ်ဆန်စီကူကငါတိတ်ဆန်စီကူဆရာဝန်ဒေါက်တာစောစရာနိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနွေရာသီမှာမိတ်ဆွေတို့ရဲ့အာဟုလေးတွေကိုကျွေးသင့်တဲ့အသီးနှံလေးတွေအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိလက်ဖတ်ကြည့်ပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နံပါတ်1ဖရဲသီးဟုတ်ပါတယ်နံပါတ်1ကတော့ဖရဲသီးပဲဖြစ်ပါတယ်ဖရဲသီးဟာရေဓာတ်80ရာနေ90ရာခိုင်နှုန်းလောက်ထိပါဝင်ပြီးတော့ကယ်လိုရီပါဝင်မှုနည်းပါးတဲ့အပြင်ဗီတာမင် A ဗီတာမင် B6 ဗီတာမင် C စတဲ့ဗီတာမင်ဓာတ်တွေပါဝင်တာမို့နွေရာသီမှာမိတ်ဆွေတို့အားဝူးတွေအတွက်အကောင်းဆုံးသဘာဝပေးတဲ့လက်ဆောင်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဖျဲသီးကျွေးတဲ့အခါသတိထားရမှာကတော့အစိနဲ့ဖျဲခွန်းတွေကိုမကျွေးသင့်ပါဘူးတချို့ခွေးကလေးတွေမှာဖျဲသီးအစိကဥလန်းကြောင်းပိတ်ဆို့တဲ့အထိပြဿနာဖြစ်သွားမှုတဲ့တာရကတွေရှိတာမို့လို့ဖျဲသီးအစိကိုဖဲကျွေးရပါမယ်ခင်ဗျာနံပါတ်2 strawberryနံပါတ်2ကျွေးတဲ့အသီးကတော့ strawberry အသီးပဲဖြစ်ပါတယ်ခင်ဗျာ strawberry အသီးမှာရေဓာတ်80-90ရာခိုင်နှုန်းပါဝင်တဲ့အပြင်အမြင့်ဗီတာမင် C အန်တီအောက်ဆီဒန့်စတာတွေကျွယ်ဝစွာပါဝင်ပါတယ်ဒါကြောင့်မို့နွေရာသီနဲ့ကိုက်ညီတဲ့သဘာဝအစာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ strawberry ကျွေးတဲ့အခါသတိထားရမယ့်အချက်တွေကတော့သက်ရှင်လက်ဆက်နေရပါမယ် strawberry အသီးရဲ့အညာကိုဖယ်ပြီးမှသာလျှင်ကျွေးရပါမယ်အရေးကြီးဆုံးအချက်ကတော့ပမာဏအများကြီးမကျွေးမိဖို့ပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်3ပန်းသီးပန်းသီးကလည်းအာဟုလေးတွေကိုနေရာသီမှာကျွေးတဲ့အစားအစာတွေမှာပါဝင်ပါတယ်ပန်းသီးမှာဗီတာမင် A ဗီတာမင် C အန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာပါဝင်ပြီးကိုယ်ခံအားစနစ်နဲ့ရေဓာတ်ကိုလည်းအပြည့်အဝထောက်ပံ့ပေးပါတယ်ပန်းသီးကျွေးတဲ့အခါသတိထားရမယ့်အချက်တွေကတော့ပန်းသီးအစစ်ကိုဖယ်ပြီးကျွေးရပါမယ်ပန်းသီးအစစ်ကအာဟုတွေအတွက်အန္တရာယ်ရှိတာမို့လို့ပါဖယ်ရပါမယ်နောက်ပြီးအခွန်ခွာကျွေးရင်ပုံမကောင်းပါပါတယ်ခင်ဗျာပမာဏအများကြီးမကျွေးမိဖို့လည်းမှတ်သားထားရပါမယ်ခင်ဗျာနံပါတ်4သခွားမွေးသီးသခွားမွေးသီးကလည်းနွေရာသီမှာအာဝူးတွေကိုကျွေးတဲ့အသီးနှံထဲမှာပါဝင်ပါတယ်သခွားမွေးသီးမှာရေဓာတ်အပြင်ဗီတာမင်နဲ့အန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာပါဝင်ပြီးတော့အမြင့်ဓာတ်ကျွယ်ဝတာကြောင့်အာဝူးတွေအတွက်အလွန်သင့်လျော်ပါတယ်ခင်ဗျာသခွားမွေးကျွေးတဲ့အခါသတိထားရမယ့်အချက်တွေကတော့အစစ်နဲ့အခွန်ကိုဖယ်ပြီးကျွေးရပါမယ်ပမာဏအများကြီးမကျွေးမိဖို့ဂရုပြုမိရပါမယ်ခင်ဗျာနံပါတ်5ငပြောသီးငပြောသီးကလည်းနွေရာသီမှာအာဝူးတွေကိုကျွေးတဲ့အထက်ပါဝင်ပါတယ်ငပြောသီးမှာပိုတက်ဆီယမ်နဲ့အန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာပါဝင်တာမို့လို့ကိုယ်ခံအားကိုတက်စေပြီးရေဓာတ်ဆုံးရှုံးမှုကိုလည်းအထိုက်အလျောက်ကာကွယ်ပေးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့အနေနဲ့ဘုသူတာတစ်ခုခုရမယ်လို့ယုံကြည်ပါတယ်အကျိုးတစုံတရာဖြစ်သွားခဲ့ရင် share ပေးသွားလို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ